နည်းချစ်လို့မဟုတ်ဘဲနဲ့ကျုံးညင်ုံတက်တက်လာပတ်သက်တဲ့ကောင်တွေရှိရကွာတိလားချိုးယောက်ျားလေးတွေရှိရနော်နည်းနည်းမိုက်တဲ့ဆော်လေးတွေတွေ့လို့ရှိရင်ကွာနည်းနည်းချစ်လို့မဟုတ်ဘဲနဲ့ကျုံးညင်ုံတက်တက်လာပတ်သက်တဲ့ကောင်တွေရှိရကွာတိလားဒီဆော်လေးခန္ဓာကိုမိုက်တယ်ပုံစံမိုက်တယ်ဆိုပြီးတော့လာပြီးတော့ပတ်သက်ကြရဲဒီဆော်ငါလိုက်ရင်ရတယ်2ပတ်3ပတ်လောက်နေလို့ရှိရင်ငါကျုံးလို့ရပြီဆိုတဲ့အထားနဲ့လာပတ်သက်တဲ့ကောင်တွေရှိရကွာအခုလဲကိတ်ဘလိုလူမျိုးနဲ့တွေ့နေရတယ်ဆိုရင်ဘလိုလူမျိုးနဲ့တွေ့ရတယ်ဆိုလို့ရှိရင်ကွာအဲ့လိုမျိုးကောင်မလေးမရှိဘူးဆိုပြီးတော့လာပတ်သက်တယ်ကွာကောင်မလေးမရှိဘူးဆိုတော့ကိုလည်းကောင်မလေးမရှိဘူးနည်းနည်းအဆင်ပြေမယ်ထင်တယ်ကိုကိုလည်းဂယူးဆိုင်တယ်ဆိုတော့နည်းနည်းသဘောကျကွာမိန်းမအများစုကတော့ဂယူးဆိုင်တဲ့သူသဘောကျကြတာပဲဟုတ်တယ်မလားဒါပုံမှန်ပဲတဘာဝပဲအဲ့လိုဆိုတော့တပတ်လောက်တွဲပြစ်တယ်ပေါ့ကွာတပတ်လောက်တွဲပြစ်တယ်တကယ် official ချတွဲမယ်ဆိုပြီးတော့လှုပ်လဲလှုပ်ရောကွာအနောက်ကကောင်မလေးကလိုက်လာတယ်4နှစ်တွဲခဲ့တာတဲ့စဉ်းစားကြည့်ဘယ်လောက်တီးလေဟိုကိုနဲ့တွဲခဲ့တယ်4နှစ်ကျော်ကွာတွဲခဲ့တယ်တန်ရောစီမှာမထမိန်းကလေးတယောက်ကိုကျုံညင်ုံတက်တက်နဲ့လာပြီးတော့ပတ်သက်တာဘယ်လောက်ထိအောက်တန်းကြတယ်ဆိုတာစဉ်းစားကြည့်ကွာဒီလားအမေတေချာရနော်တပတ်ကျော်2ပတ်လောက်တွဲပြီးတော့တပတ်ကျော်2ပတ်လောက်တွဲပြီးတော့မပြတ်နိုင်ပါဘူးချစ်ပါတယ်ဒီလာပြီးတော့ drama တွေခင်းပြနေတယ်လွယ်လွယ်ယုံတဲ့အထက်မှာတော့မပါဘူးပြောချင်တာရမလားလို့ကျုံညင်ုံတက်တက်နဲ့လာပတ်သက်တဲ့ကောင်တွေကိုပြောတာဟုတ်